လူအုံနောက်60အထိဖွံ့ဖြိုးလာတဲ့အခါခန္ဓာကိုယ်တွေကဆဲတိုင်းကိုထိန်းချုပ်နိုင်ပြီးလိုချင်တဲ့ပုံစံအတိုင်းလွတ်လပ်စွာပြောင်းလဲနိုင်ပါတယ်ကြံရှိနေတဲ့အထူးပစ္စည်းလေးအားလုံးကိုကျွန်တော်ခန္ဓာကိုယ်ထဲထိုးသွင်းဖို့သူတို့ကိုအမိန့်ပေးခဲ့ပြီးကျွန်တော်အုံနောက်ကိုတရားအထိဖွံ့ဖြိုးစေခဲ့ပါတယ်ကျွန်တော်အသက်ပြင်းပြင်းရှူလိုက်တဲ့အခါအထူးပစ္စည်းဟာလုံးဝဆုပ်ယူခံရပြီးကျွန်တော်ခန္ဓာကိုယ်တစ်လျှောက်ပြင်းထန်စွာပြန့်နှံ့သွားပါတယ်ပြီးတော့ချက်ချင်းပဲကျွန်တော်အသက်ရှူမှုကိုထုတ်လွှတ်လိုက်ပါပါမောက္ခတွေကသူတို့မြင်တွေ့နေရတာတွေကတကယ်ဖြစ်မဖြစ်ကိုမယုံနိုင်ကြပါဘူးကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါကျွန်တော်အုံနောက်က80အထိဖွံ့ဖြိုးလာပြီးကျွန်တော်လက်တွေကအနာကျက်မြန်လာပြီးအနက်ရောင်အရည်အိုင်ဖြစ်ပြောင်းလဲသွားပြီးစွမ်းရည်ကိုစုပ်ယူပြီးကျွန်တော်အုံနောက်ဖွံ့ဖြိုးမှုကိုပြီးမြောက်အောင်တခွဲကန်းပစ္စည်းမျိုးပေါ်ကိုသွားကြပါတယ်တခွဲကန်းတွေကပစ္စည်းအားလုံးကိုကျွန်တော်မြန်စုပ်ယူနိုင်ခဲ့ပြီးကျွန်တော်အုံနောက်က80အထိအောင်မြင်စွာဖွံ့ဖြိုးလာခဲ့ပါတယ်ချက်တွေးလိုက်တာနဲ့အားလုံးကိုအဖြူရောင်အာကာသစခန်းကိုချက်ချင်းပို့ဆောင်ပြီးမကြုံစဘူးစူပါကွန်ပျူတာတစ်လုံးကိုဖန်တီးခဲ့ပါတယ်ကျွန်တော်ဗဟုသုတအားလုံးကိုဒီမှာတင်စီထားပါတယ်ဒါဟာလူသားတွေအတွက်ကျွန်တော်ရဲ့လက်ဆောင်ပါပဲဒီအချိန်မှာကျွန်တော်အုံနောက်ကအံ့ဩစရာကောင်းလောက်အောင်60ကိုရောက်ရှိသွားပါပြီကျွန်တော်ပါရီကိုဓာတ်ရိုက်သွားခဲ့ပါတယ်ပြီးတော့ခဏအတွင်းမှာပဲပင်လယ်ကမ်းခြေကိုရောက်ပြီးနောက်ဆုံးတော့ Times Square ကိုရောက်သွားတယ်ကျွန်တော်မရင်းနှီးတဲ့နေရာကိုကြည့်ပြီးတက်ပြင်းချလိုက်တဲပြီးတော့လက်ကိုမြှောက်လိုက်တော့အချိန်တွေချက်ချင်းရက်တန့်သွားတယ်ဒီကဘာကြီးကိုခဏလောက်စောင့်ကြည့်လိုက်တယ်ပြီးတော့ဘယ်ဘက်လက်ကိုဝှေ့ရမ်းလိုက်တဲ့အခါအချိန်တွေကမြန်ဆန်ကုံဆုံးသွားပြီးညာဘက်လက်ကိုအချိန်နောက်ပြန်ဆုတ်သွားတယ်ကျွန်တော်ရက်တန့်မနေပဲအချိန်တွေကိုမြန်နောက်ပြန်ဆုတ်သွားတယ်ကျွန်တော်မျက်စိရှိကနီးပညာအဆင့်ကမြန်နောက်ပြန်ဆုတ်သွားတယ်ခဏလေးတွင်းမှာပဲစက်မှုခစ်ကိုရောက်သွားတယ်ကျွန်တော်ကြာမနေပဲအချိန်ကိုမြန်ပြန်နောက်ပြန်ဆုတ်စေခဲ့တယ်နှစ်ပေါင်းတင်းချီပြီးမြန်ဆန်ပဲမျိုးနွယ်စုခေတ်ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ကျွန်တော်ဒါကိုစိတ်မဝင်စားခဲ့ဘူး။ဒါကြောင့်လက်ကိုဝှေ့ရမ်းလိုက်တဲ့အခါဒိုင်နိုဆောခေတ်ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ဒီမှာရှိတဲ့ဒိုင်နိုဆောတွေကအရန်ရက်ဆက်ကြမ်းကြုတ်တယ်။ဒါကြောင့်အတွေ့တစ်ခုတည်းနဲ့ရှေးဟောင်းခေတ်ကိုရောက်သွားတယ်။ဒါကကမ္ဘာပေါ်မှာပထမဆုံးမြောက်ဝင်လူသားပါ။သူ့နာမည်ကလွတ်စီပါ။သူ့ရှေ့မှာရက်နေတဲ့ကျွန်တော်ကိုသိကျင်နေတာမိတ်ဆွေအဖြစ်လက္ခဏာပြတဲ့အနေနဲ့လက်ချောင်းကိုဆန့်ထုတ်လိုက်တယ်။ခဏလောက်တွန်းဆုတ်နေပြီးနောက်မြောက်ဝန်လူသားကကျွန်တော်စီကိုလက်ချောင်းကိုဆန့်ထုတ်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ထိတွေ့လိုက်တာနဲ့ကျွန်တော်ဟာကျေပြောလာတဲ့ကဘာမြေကြီးကနေတန်းထွက်သွားပြီးစကြဝဠာရဲ့နက်နဲတဲ့အနက်ဆုံးနေရာကိုရောက်သွားခဲ့ပါတယ်။အချိန်တွေကမြန်ဆန်ပဲနောက်ပြန်လှည့်နေသေးပါဒီမှာနေရဲ့ပထမဆုံးထွက်လာတာကိုကျွန်တော်မြင်တွေ့ခဲ့ရပြီးကဘာမြေကြီးဟာသူ့ရဲ့အလင်းရောင်အောက်မှာမြန်ဆန်လဲပတ်လာခဲ့ပါတယ်။ကဘာမြေစီကိုမရေမတွက်နိုင်တဲ့ဥက္ကာခဲတွေကြားရောက်လာတဲ့ကပ်ဘေးကြီးတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီပြောဆိုချက်ကြောင့်ကဘာမြေကြီးပျက်စီးသွားတာမဟုတ်ပါဘူး။အဲ့ဒီအစားဒီမတော်တဆမှုကြောင့်ပြန်လည်မွေးဖွားလာခဲ့ပါတယ်။မြင်ကွင်းတွေတဖြည်းဖြည်းပြန်ကောင်းလာတဲ့အခါကျွန်တော်အုံနောက်ဟာ69အထိဖွံ့ဖြိုးလာခဲ့ပါတယ်။ဒီတစ်ခါတော့ကျွန်တော်ဟာစကြဝဠာရဲ့ Galaxy စီကိုရောက်လာခဲ့ပြီးအဲ့ဒီမှာရောင်စုံဥက္ကာခဲတွေစွမ်းအားကိုစားပြုတဲ့ဒီကောင်ပေါက်တွေနဲ့ကျေပြောလာတဲ့စကြဝဠာရဲ့အပြင်ဘက်ကအာကာသစခန်းတွေကိုမြင်တွေ့ခဲ့ရပါတယ်။ကျွန်တော်ရဲ့အတိုင်းအတာဟာ Galaxy ထက်ကျော်လွန်လာခဲ့ပါတယ်။ဆဲတွေမြန်ဆန်ပေါင်းစည်းသွားပြီးအနက်ရောင်ရည်တွေဖြည်းဖြည်းချင်းဖုံးလွှမ်းလာပါတယ်။